Happy birthday မင်းကသမီးလေးမွေးနေဆိုတော့ဘာလို့ချင်းလဲပြောကစ်တာသမီးလေးကတစ်နှစ်နဲ့8လမှာစကားပြောရပ်သွားတယ်ခြေပြားထောက်ပြီးတော့လမ်းလျှောက်တယ် eye contact လုံးဝမရှိဘူးဒီ sign တွေကိုကြည့်ချင်းအပြင်တော့ခင်ဗျားတို့သမီးလေးမှာ autism အပျော့စားဖြစ်နေဗျာကျွန်တော်မျှော်လင့်ထားတဲ့မိဦးလေးကြမှာအခုလိုဖြစ်ရတယ်လို့ဆရာရဲ့ကိုတူမအခုလိုဖြစ်နေတာကြီးကိုတော့လူတွေရှေ့မှာထုတ်မပြရဲဘူးအဲ့ခါလဲကြတယ်ရှက်လဲရှက်တယ်ချစ်စားညီလေးအော်ဒီစီပြလာညီကြောင့်ဘာလို့မျိုးရိုးမရှိဘူးညီလေးယူလို့ဖြစ်သမီးကမှဒီလိုလာဖြစ်တော့လေဘာလို့တော့တက်နိုင်ပါလဲငါဘလို့လောက်လိုက်တာ နင်ငါ့ကိုဘလို့ကြည့်နေနဲ့ကြိတ်တယ်နင့်ကုန်နေပြီစက်ပြောလို့ရှိရင်နော်နင့်မျက်လုံးကိုဖောက်ထုတ်လိုက်နားလေကျော်ကြီး